ရောက်နေတဲ့အချိန်အချိုနဲ့အစီလုံးဝရှောင်ရမလားမင်္ဂလာပါရှင်။ Orabout Medicine မြန်မာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမတို့မြန်မာလူမျိုးတွေကြားထဲမှာပေါ့နော်အမြဲကြားလေးရှိတဲ့စကားတစ်ခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဟဲ့ချောင်းဆိုးနေရင်အစီတွေအချိုတွေလုံးဝမစားနဲ့ချောင်းပို့ဆိုးလိုက်မယ်ဆိုတဲ့စကားပါ။ဒီစကားကိုကြားဘူးကြားလိုက်မယ်ထင်ပါတယ်။တချို့ဆိုလို့ရှိရင်ပေါ့နော်ချောင်းဆိုးနေတဲ့အချိန်မှာထမင်းဖြူနဲ့စားနေပဲနေစားတဲ့အထီတောင်ပေါ့နော်အစွန်းရောက်ပြီးတော့ရှောင်ပြေးတတ်ကြပါတယ်။ကဲဒါဆိုလို့ရှိရင်ဒီစကားကတကယ်ရောမှန်ရဲ့လားပေါ့နော်။စိတ်ပညာရှုထောင့်ကနေကြည့်မယ်ဆိုလို့ရှိရင်ရောချောင်းဆိုးနေတဲ့အချိန်မှာအချိုတွေအစီတွေလုံးဝရှောင်ရမလားဆိုတာကိုဒီဗီဒီယိုလေးထဲမှာရှင်းပြပေးသွားမှာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်။ပထမအဆုံးအနေနဲ့အချိုအကြောင်းအရင်ပြောကြရအောင်နော်အချိုတွေစားလို့ရှိရင်တလိပ်ပိုထွက်တယ်ချောင်းပိုဆိုးတယ်ဆိုတာကပေါ့နော်တဝက်မှန်ပြီးတော့တဝက်မှားပါတယ်ဘာလို့လဲဆိုတော့အချိုတိုင်းကပိုဆိုးစေတာမဟုတ်လို့ပါပဲရှောင်ရမယ့်အချိုတွေရှိပါတယ်အဲ့ဒါတွေကဘာလဲဆိုတော့ refined sugar လို့ခေါ်ရဲပေါ့နော်တကြားဖြူတွေအများကြီးပါဝင်တဲ့အစားအစာတွေပါဥပမာဒီအချိုရည်တွေကိတ်မုတ်တွေကုကီတွေပေါ့နော်ဒီလိုမျိုးစားစာတွေကဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုခဏတာကျဆင်းသွားစေနိုင်ပါတယ်အဲ့လိုပေါ့နော်ကိုယ်ခံအားကျတဲ့အခါမှာ virus တွေဒါမှမဟုတ် bacteria တွေကိုကောင်းကောင်းမတိုက်ထုတ်နိုင်တဲ့အတွက်ကြောင့်မို့လို့ချောင်းဆိုးတာကိုပူကြသွားစေနိုင်ပါတယ်ပြီးတော့ဒီတကြားတက်များတဲ့အခါမှာပေါ့နော်လေချောင်းတွေကအချွဲမေးပါးလေးတွေကိုပို့ပြီးတော့ဆေးပစ်သွားစေတဲ့အတွက်ကြောင့်မို့လို့တလိပ်ပို့ထားရလို့ခန်းစားရတာဖြစ်ပါတယ်အချိုတိုင်းကိုတော့ရှောင်ကြမလို့ပါဘူးเนาะတကယ်တော့ချောင်းဆိုးနေတဲ့အချိန်မှာအရန်ကောင်းတဲ့အချိုတစ်မျိုးရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ပြားရည်ပါပဲเนาะပြားရည်ကတဘာဝအချိုဖြစ်တဲ့အပြင်ပေါ့နော်လေချောင်းနာတာတွေရာရန်နာတွေကိုတက်တာစေတဲ့အာနိသင်ရှိပါတယ်ကလေးတွေပေါ့နော်ညဘက်ချောင်းဆိုးတဲ့အခါမှာပြားရည်နဲ့ရင်းနှီးနှွေးလေးကိုရောပြီးတော့တိုက်လိုက်တာကချောင်းဆိုးပြောင်စီတချို့ထထောင်ပေါ့နော်အာနိသင်ပိုထိရောက်တယ်လို့သူ့ရတနာတွေကဆိုထားပါတယ်ဒါကြောင့်မို့လို့အချိုတိုင်းကိုတော့ကြောက်စရာမလိုပါဘူးเนาะကဲဒုတိယတစ်ခုဖြစ်တဲ့အစီဘက်ကိုသွားလိုက်ကြရအောင်เนาะလူကြီးတွေကပေါ့နော်အစီအစာတွေစားရင်ချောင်းပို့ဆိုရလို့ပြောကြတယ်ပေါ့နော်ဒီနေရာမှာလည်းစိတ်ပညာရရှင်းပြစရာတွေရှိလာပါတယ်အစီမှာလည်းစိုးတဲ့အစီကောင်းတဲ့အစီဆိုပြီးတော့ရှိပါတယ်။ရှောင်ရမယ့်အစီတွေကကြတော့အကျော်တော်တွေပါ။လမ်းမရောင်းတဲ့အကျော်တွေစီပြန်ကျော်ထားတဲ့အစားအစာတွေကလေချောင်းကိုသွားပြီးတော့ဓာတ်ရိုက်ရရန်စီပါတယ်။နောက်ပြီးတော့ပေါ့နော်ဒီအချိန်ချင်းပြန်ကျော်ထားတဲ့ပြန်ကျော်စီတွေဒီ transfer တွေကဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့ရောင်ရမ်းမှုတွေကိုပိုဆိုးစေတဲ့အတွက်ကြောင့်မို့လို့လေချောင်းနာတာချောင်းဆိုးတာတွေကိုတော့ပိုဆိုးစေတာအမှန်ပါပဲเนาะ။ဒါပေမဲ့အစီလုံးဝမစားရဘူးဆိုပြီးတော့ထမင်းနဲ့စားနေပဲနေစားနေကြမလို့ပါဘူးเนาะခန္ဓာကိုယ်ကဖျားနေတဲ့အချိန်ချောင်းဆိုးနေတဲ့အချိန်တွေမှာဆိုလို့ရှိရင်ပြလန်နလန်ထူဖို့အတွက်ဆိုရင်အားရနေလိုအပ်ပါတယ်။ဒါကြောင့်မို့လို့ကျန်းမာရေးအတွက်ကောင်းတဲ့အစီတွေဖြစ်တဲ့ဒီchấtစုပ်ပြုတ်တွေမှာပါဝင်တဲ့အစီအနစ်တွေငါးတွေမှာပါဝင်တဲ့ omega 3အစီတွေတန်လွင်စီဒါတွေကိုတော့စားပေးလို့ရပါတယ်နော်။ဒီအစီတွေကဆိုလို့ရှိရင်ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ပြီးတော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေကိုလည်းပြန်လည်ဖြည့်တင်းပေးပြီးတော့ကိုယ်ခံအားကိုလည်းကောင်းမွန်စေပါတယ်ရှင်။ဒါဆိုလို့ရှိရင်ချောင်းဆိုးနေတဲ့အချိန်မှာအချိုတွေအစီတွေကိုလုံးဝအပြတ်ဖြတ်စရာမလိုတော့ဘူးဆိုတော့သဘောပေါက်သွားတော့ပြီလို့ထင်ပါတယ်အခုဆက်ပြီးတော့ပေါ့နော်ချောင်းဆိုးနေတဲ့အချိန်မှာမြန်မြန်တက်တာခြင်းနဲ့ဆိုလို့ရှိရင်ဘလို့အရာတွေကိုလုပ်ပေးလို့ရလဲဆိုတော့ပြပြပေးခြင်းပါတယ်ပထမအဆုံးပြောချင်တာကကျတော့ရေမြမြတောက်ပေးပါနော်ရေတောက်တဲ့အခါမှာလည်းရေနွေးနွေးလေးကိုပဲဖြည်းဖြည်းချင်းတောက်ပေးပါနော်ရေထဲပြေးသွားနေမှလေချောင်းတွေကအချွဲတွေတလိပ်တွေကပေါ့နော်ခဲမနေတော့ပဲနဲ့အပြင်ကိုအလွယ်တကူထွက်လာနိုင်မှာပါဒုတိယအချက်အနေနဲ့ပြောချင်တာကကြတော့ဗီတာမင်စီကျွေးသွားတဲ့အစားအစာတွေကိုများများစားပေးပါနော်တင်မော်သီးတို့လိမ္မော်သီးတို့ကီဝီသီးတို့ဒီမျိုးအသီးတွေကိုလည်းစားပေးလို့ရပါတယ်ဒီအသီးတွေဟာဆိုလို့ရှိရင်ပေါ့နော်တဘာဝအချိုတက်ကိုလည်းရစေတဲ့အပြင်ကိုယ်ခံအားကိုလည်းမြင့်တင်ပေးနိုင်ပါတယ်ရှင်တတိယအချက်အနေနဲ့ပြောချင်တာကကြတော့ပူပူနွေ့နွေ့အရည်လေးတွေကိုတောက်ပေးပါနော်ကျမခုနကပြောခဲ့သလိုပဲကျဆုပ်ပြုတ်ပူလေးတွေတောက်မယ်ပြီးတော့ဒီဂျင်းပြုတ်ရည်လေးတောက်ပေးလို့ရတယ်ပေါ့နော်ဒီလိုမျိုးတောက်ပေးတာဆိုလို့ရှိရင်လေချောင်းရရနာကိုတက်တာစေနိုင်ပါတယ်ရှင်အချို့ပြောရမယ်ဆိုလို့ရှိရင်တော့ချောင်းဆိုးနေတဲ့အချိန်မှာတကြားလုံးတွေအချိုရည်တွေလမ်းဘေးကစကြောစာတွေကိုရှောင်ရမှာတော့မှန်ပါတယ်ဒါပေမဲ့ပြားရည်လိုမျိုးသဘာဝအချိုတက်တွေကျဆုပ်ပြုတ်လိုမျိုးပေါ့နော်အာဟာရပြေဝတဲ့သဘာဝအစီကိုတော့စားပေးဖို့လိုအပ်ပါတယ်အဓိကကတော့အစာအာဟာရကိုပြေဝအောင်စားပြီးတော့ကိုယ်ခံအားမြင့်တင်ဖို့ပါပဲရှင်နောက်ဆုံးသတိထားမှာကကြတော့ချောင်းဆိုးတာကပေါ့နော်နှစ်ပတ်ကျော်ထက်ကြာလာပြီချောင်းဆိုးတဲ့အခါမှာလည်းသွေးတွေပါလာတယ်ပေါ့နော်ပြီးတော့အဖျားရည်လည်းကြီးလာမယ်ဆိုလို့ရှိရင်တော့အိမ်မှာပဲအစားတောက်နဲ့ကုသနေလို့မရတော့ပါဘူးနော်ဆရာဝန်နဲ့မဖြစ်မနေတော့ရပတ်သားဖို့အတွက်တိုက်တွန်းကြပါရလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကအခုကြည့်ရှုနေတဲ့သူတွေအတွက်ကျမရဲ့ဘဝတုဒ္ဒရရှိသွားရဆိုလို့ရှိရင်တော့ကျမတို့ရဲ့ channel လေးကို like and share လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ကျမတို့ရဲ့ channel လေးကနေပြီးတော့ကျမရဲ့ဘဝတုဒ္ဒရတွေကိုလည်းအမြဲတမ်းတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်ထားဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်